Finance and Accounting ပညာရပ်ကိုလေ့လာသင်ကြားနေကြတဲ့ကျောင်းသူကျောင်းသားများအတွက်ရသစာပေတွေနဲ့အထွေထွေဘဝတုဒရရှိစေမယ့်စာပေတွေဖတ်ရှုလေ့လာနိုင်ဖို့အတွက် NLA ရဲ့ library လေးကိုဖွင့်လှစ်ပေးခဲ့တာအခုဆိုရင်10စုနှစ်တခုတိုင်လာခဲ့ပြီဖြစ်ပါတယ်ရှင်။ဒီ library လေးမှာ Finance and Accounting နဲ့ပတ်သက်တဲ့စာအုပ်တွေအပြင်ဆရာမြတ်တန်းတင်ဆရာနတ်နွယ်ဆရာဥတာနုအစရှိတဲ့စာရေးဆရာကြီးတွေရဲ့စာအုပ်တွေကိုထားရှိပေးထားပါတယ်။ဒါအပြင်ခေတ်ပေါ်စာရေးဆရာဆရာမတွေရဲ့စာအုပ်တွေကိုလည်းထားရှိပေးထားပါတယ်ရှင်။ NLA ကိုကျောင်းလာတက်တဲ့ကျောင်းသူကျောင်းသားတွေနဲ့အတူကျောင်းလိုက်ပို့ပေးတဲ့မိဘတွေလည်းဒီစာကြည့်တိုင်လေးမှာစာအုပ်တွေစိတ်ဝင်တစားရွေးယူဖတ်ရှုတဲ့မြင်ကွင်းလေးကချမ်းမြေ့စရာကောင်းတဲ့မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်ရှင်။လူငယ်တွေရသစာပေကိုချစ်မြတ်နိုးလာစေဖို့နဲ့စာဖတ်တဲ့အလေးအကျင့်ကောင်းတွေကိုရရှိစေဖို့ရည်ရွယ်ပြီးဖွင့်လှစ်ပေးတဲ့ NLA library လေးမှာဘဝမောတွေဖြေဖြောက်ပြီး ACC လန်ခီကိုအမြန်ဆုံးပြီးမြောက်အောင်ရှောက်လန်းနိုင်ကြပါစေလို့ကျမတို့ NLA ကဆုတောင်းပေးလိုက်ရပါတယ်ရှင်။